ဒီလိုနဲ့ဒီလိုငရဲတွေလည်းကြခံရတယ်လို့ကြည်နာနွားတွေကိုတစိတ်တွေကိုတပြီးတော့သားမယားကိုကျွေးမွေးမယ်သူများအသက်ကိုတတ်ပြီးကျွေးမွေးမယ်ဆိုရင်ကြည်နာအယိုးစုပိတ်တာပြီးတော့နောက်ကလင်းတာတွေငှက်တွေကြီးတွေကအဲ့ဒီအယိုးစုမှာကတ်နေတဲ့အသားတွေကိုလိုက်ခါလို့အယိုးစုခက်များမှာပြီးလိုက်သွားလိုက်ပြီးလိုက်သွားလိုက်ပြီးလိုက်လာနေအဲ့ဒီလိုတန်တရားနဲ့ရှိပြီးတော့ခံရမယ်ယောဂီများဒါဥစဉ်တို့ကလေမျက်စိထဲမှာမြင်အောင်ပုံနဲ့ပြထားပြီးတာဖရာကတကယ်ဟောပြီးသားဒုရဲ့အောက်မှာရှိနေတဲ့ငရဲသားတွေဒီနေ့ရောညကောနေ့မအားညမနာစံနေကြတာလားခံနေကြတာလားဥစဉ်တို့သူတော်ကောင်းတော့လူဘဝခဏလာပြီးတော့ခံနေတာလားစံနေတာလားစံနေတာအဲ့ဒါမင်းရောမှဖြစ်လိုက်နေတယ်ဒီလားနွားသားချင်းအပြေတဲ့တိရစ္ဆာန်တွေတတ်တော့သားတစ်ပိတ်တာကြီးဖြစ်ပြီးတော့အသားတွေအတစ်လိုက်ဖြစ်နေပြီးတော့ခါနဲ့ကိုလုံးဒီသွားနေတဲ့ပိတ်တာကြီးနောက်ကငှက်တွေနေတာတွေကလိုက်ပြီးတော့ဆွဲခြင်းနဲ့ခံရမယ်တဲ့နော်ငှက်တွေကိုတတ်ဖြတ်မယ်ကလေးတွေတတိထားငှက်ကလေးတွေတိရစ္ဆာန်လေးတွေကိုတတ်ဖြတ်မယ်ဆိုရင်တဲ့အဲ့ဒီလိုသားဆိုင်ပိတ်တာကြီးဖြစ်ပြီးတော့အဲ့လိုပဲပြီးလွားခြင်းဒုက္ခနဲ့ရင်ဆိုင်ရနိုင်မယ်တဲ့နော်တိုင်ထိုးခြင်းအပြစ်လေးပြည့်ပြစ်တတ်ခြင်းအပြစ်လှာအမွှေးတွေခန္ဓာကိုယ်မှာစိုက်တယ်လို့ပိတ်တာကြီးဖြစ်နေညာအမွှေးတွေခန္ဓာကိုယ်မှာစိုက်တယ်လို့ပိတ်တာတွေဖြစ်ပြီးတော့ချမ်းသာမှလားဆင်းရဲမှလားဟိုလူနဲ့ဒီလူဂုံလျှောရန်တိုက်ပြောတဲ့သူကပ်ဖားရဖားသွားပြီးတော့မျက်နှာလူမျက်နှာရပြောတဲ့လူတွေအဲ့ဒီလူအမွှေးပိတ်တာဖြစ်ပြီးတော့ခန္ဓာကိုယ်မှာဗဇတ်တွေမှာအတ္တိစူးပြီးတော့မနေရပဲအရှိကိုပြေးလိုက်အနောက်ကိုပြေးလိုက်တဲ့တခါနဲ့အတ္တိစူးပြီးတော့နေရတဲ့ပိတ်တာကြီးလည်းဖြစ်နိုင်တယ်တဲ့ဒီလားသူများစီကတစိုးလက်ဆောင်ယူပြီးတော့မှဟိုဟာလုပ်ပေးလဲဘယ်လောက်ပေးဖို့ဒါလုပ်ပေးလဲဘယ်လောက်ရမှာပေါ့နဲ့အဲ့ဒီလိုလုပ်တယ်လေညာကိုယ့်ရဲ့ခန္ဓာကိုယ်ဓာတ်စာပစ္စည်းခံပြီးတော့ခြာကြီးထွက်ပြီးပြေးနေရတာမှအဲ့မှာတခါနဲ့လင်းတာတွေတက်တွေကလိုက်ပြီးတော့မလုပ်နေလို့ထိုးနေပြီဘယ်လောက်ကြောက်ကြကောင်းတဲ့ဓာရီရလေအပေတန်တရားမှာတကယ်ဖြစ်မဲ့ဟာတွေယဟန်တန်ဃာများကိုဘုရားရှင်ကိုတော်မြတ်ကြီးလက်ထက်တော်ခါလုံးကတခါနဲ့မစင်ဘုတ်တွေနဲ့ဆုံးကတ်ခဲ့တဲ့လူတွေရှိတယ်ဘုရားလက်ထက်ကနော်ဒါကြောင့်အဲ့ဒီလိုလုပ်တဲ့လူတွေကဟောမစင်တွေကိုထိုင်ပြီးတော့စားနေရတဲ့ဘာကြီးလေပိတ်တာကြီးတွေဖြစ်မယ်ကြည်လားကာမပိုင်လင်ရှိရတဲ့နဲ့သူများနဲ့မောက်မားတဲ့မိမတွေဒကာမတွေတတိကြကြတာအဲ့ဒီလိုခန္ဓာကိုယ်ကြီးတွေအသားမြည်ရဲရဲကြီးဖြစ်တဲ့မိမယုံလက်တရားလိုက်ထိုးပြီးတော့ခါလဲကြီးစွာသောဒုက္ခကိုနှစ်ပေါင်းများစွာသားပေါင်းများစွာခံရမယ်သူတော်ကောင်းများနော်သူများစီကခိုးဝဲမယ်သူများစီမှာခေါင်းမဖြားပြီးတော့ယူမယ်ဆိုရင်တော့အဲ့လိုခေါင်းပြတ်ကြီးဖြစ်ပြီးတော့ဘိုက်မှာအဲ့လိုခန္ဓာကိုယ်မကြကြီးတန်းလန်းနဲ့လိုက်ပြီးတော့ဥကောင်းမရှိတဲ့တခြားလားပိတ်တာကြီးလားမိမဆိုရင်ကလေးများတတိထားဘုဒ္ဓနည်းကဥစဉ်တို့ပထမဆုံးညမှာဟောပြီးပြီဘုရားရှင်ကိုတော်မြတ်ကြီးရာဇဂိုပြီးမှတည်သုံးပြီးတော့တပ်ပယ်စွာနေစဉ်ကာလမှာဂိတ်တကုတ်တောင်